အားလုံးပဲမင်္ဂလာပါရှင်အခုတစ်ခါမှာတော့ဆိုတာရဲ့တင်တန်းအတွက်free တက်ခွင့်ရဖို့အတွက်ကန်ဆန်းထားတဲ့လူတွေအတွက်ကန်ဆန်းမဲနိုင်ပြီးမှာပဲဖြစ်ပါတယ်ဒီချက်မှာတော့ကန်ဆန်းမဲတွေပေါ့နော်ဆိုတာရဲ့ post မှာ share ထားတဲ့လူရဲ့ကန်ဆန်းမဲလေးတွေပါရှင်အဲ့တော့ဆိုတာ live လို့ရင်နည်းနည်းကြာတာဖြစ်တဲ့အတွက်ဒီလို video လေးနဲ့တူတူလေးပြအောင်လို့လုပ်ရခြင်းဖြစ်တယ်အဲ့တော့အရင်ဆုံးဆိုတာဒီထဲမှာမဲလေး10လေးလေးနိုင်ပါမယ်အဲ့တော့ number 1လေးနိုင်မယ် number 1ကဘယ်သူဖြစ်မလဲဆိုတော့ number 1ကနန်းဆိုင်ခမ်းဆိုလားမသိ number 1ကနန်းဆိုင်ခမ်းပါနောက်ထပ်တစ်ယောက်နည်းနည်းလေးဒီလိုလုပ်လိုက်နောက်ထပ်တစ်ယောက်ကဘယ်သူလဲဆိုတော့ယတနာမိုးပါနောက်တစ်ယောက်ကယတနာမိုးပါရှင်နောက်တစ်ယောက်လေးကြည့်ရအောင်စုစုပါနောက်တစ်ယောက်ကမစုစုပါနောက်တစ်ယောက်ကဘယ်သူလဲဆိုတော့လီဂျာမီဒါလေးပါလီဂျာမီနောက်တစ်ယောက်ရင်ကုန်နေပြီဘယ်သူရမလဲမသိဘူးအဲ့တော့နောက်တစ်ယောက်ကတော့တန်နောက်တစ်ယောက်ကယွန်းနန္ဒာလင်းပါရှင်နောက်တစ်ယောက်ကကိုကိုတဲ့နောက်တစ်ယောက်ကကိုကိုပါရှင်အခုဘယ်နှခုရှိရဆိုတော့1 4 5 6 4ခုပဲကျန်တယ်အဲ့တော့နည်းနည်းလေးဒီလိုချက်လို့လမ်း4ခုပဲကျန်တယ်အဲ့တော့ဒါလေးပြန်ခောက်ထားပြီးပါလားဒါလေးခောက်ထားပြီးတော့ခဏကြာရင်ဆိုတော့အဲ့ဒါပြန်နိုင်မယ်4ခုပဲကျန်တယ်ဆိုတော့ဒါနောက်ထပ်တစ်ခုနန်းခင်လာပါရှင်နန်းခင်လာနောက်တစ်ယောက်ပြည့်သွားရင်2ယောက်နောက်ထပ်တစ်ယောက်ကဘယ်သူလဲဆိုရင်တင်စာတစင်ဖူပါရှင်နောက်တစ်ယောက်ကနောက်တစ်ယောက်ဘယ်သူလဲလွယ်ရစားတဲ့နန်းသူဟောင်းထင်လွယ်ပါဘယ်နှခုရှိတော့နောက်ထပ်တစ်ခုပဲကျန်တော့ရထင်တယ်နော်နောက်ထပ်တစ်ခုပဲကျန်တော့တယ်နောက်တစ်ခုကမိုင်းစာတီးဆိုလားမသိဘူးဆိုတာတိတ်မဖတ်တတ်ဘူးဒီမှာမိုင်းစာတီးပြည့်ပြီလား10ခုအဲ့တော့10ယောက်ပြည့်သွားပါပြီရှင်အဲ့တော့ဒီ10ယောက်ထဲမှာဆို3ယောက်ထည့်ရွေးမယ်3ယောက်ရွေးပြီးတော့အဲ့ထဲမှာ2ယောက်ရွေးမယ်တစ်ယောက်က sub class ဖြစ်ပြီးတော့တစ်ယောက်က pro class တက်ခွင့်ရမှာပဲဖြစ်ပါတယ်ရှင်အဲ့တော့နောက်လူတွေလည်းနောက်ပိုင်းကြလို့ရှင်ဆိုတာကန်ဆန်းမဲလုပ်ပြီးတဲ့အခါမှာထပ်ပြီးတော့ကန်ဆန်းလို့ရပါတယ်ရှင်လို့အဲ့တော့ဒီထဲမှာဒီ10ယောက်ထဲမှာဒီ10ယောက်ထဲမှာ3ယောက်ထပ်နိုင်မယ်ဒီ3ယောက်ထဲမှာ2ယောက်ကကန်ကောင်းလို့ဖြစ်မယ်ပေါ့နော်အဲ့တော့ယတနာမိုးပါရှင်ပြီးရင်နောက်တစ်ယောက်ကယွန်းနန္ဒာလင်းပါနောက်တစ်ယောက်ကနောက်ဆုံးတစ်ယောက်နန်းခင်လာပါကဲအဲ့တော့ဒီ
ဒီ3ယောက်ထဲကဆိုတာကကံကောင်းသူ2ယောက်ကိုရွေးပါမယ်အခုကဆိုတာ self class ကိုအရင်ရွေးပါမယ်ရှင် self class ကိုအရင်ရွေးမယ်အဲ့တော့ self class အတွက်အဲ့တော့ self class မှာတက်ခွင့်ရဖို့ကံကောင်းတဲ့သူကတော့နိုင်ခင်လာပဲဖြစ်ပါတယ်ရှင် congratulation ပါနိုင်ခင်လာအဲ့တော့ဒီ2ယောက်ထဲကတယောက်ကဆိုတာရဲ့ pro class အတန်းကို join ခွင့်ရမှာပဲဖြစ်ပါတယ်ရှင်โอเคရင်ခုန်နေပြီအဲ့တော့ဒီလိုလုပ်မှာအဲ့တော့73လုံးမယ်1 2 3 4 5 6 9 10 11 12 13โอเคဒီတယောက်โอเค73ဘယ်လိုဖြစ်မလဲဆိုတော့ယတနာမိုးပဲဖြစ်ပါတယ်ရှင် congratulation ပါညီမလေးယတနာမိုးဆိုတာရဲ့ pro class ကို join ခွင့်ရသွားပါတယ်ရှင်အဲ့တော့ဒီထဲမှာကံကောင်းတဲ့လူကတော့နန်းခင်လာနဲ့နန်းခင်လာ sub class join ခွင့်ရပြီးတော့ယတနာမိုးကpro class join ခွင့်ရဖို့ကံကောင်းသွားတာပဲဖြစ်ပါတယ်ဆိုတော့message messenger page မှာတစ်ချက်ဆက်သွယ်ပေးပါလို့ဆိုတာပြောပါတယ်ရှင်အခုဗီဒီယိုကိုအဆုံးထိကြည့်ပြီးလို့ကျေးဇူးတင်ပါတယ်ဆိုရာရဲ့ online class self class နဲ့ pro class join ချင်တယ်ဆိုလို့ရှိရင်လည်းအခု join လို့ရပါတယ်တနန်းကြီးအဖြစ်လည်း promotion တွေလုပ်ပေးထားတာဖြစ်တဲ့အတွက်အရန်ကိုမှတန်နေပါသေးတယ်လို့ဆိုတာတနန်းတက်ပြီးမတန်ဘူးဆိုတာပါလာရိုက်ခံနေအဲ့တော့လာတတ်ကြည့်ပါလို့နောင်တလုံးဝမရသေးရဘူးလို့ဆိုတာပြောချင်ပါတယ်တတာပါ